ဟုတော်ကြ၏မြောက်ဒီချောင်းကိုမကူရဲ့ပဲရှိလေဒီစင်ကြီးကပါကျွန်ုပ်ဤကျိုးခန္ဓာကိုယ်နှင့်မြာကောင်းစွမ်းကိုဤရတော်မူဤချောင်းကိုသင်မကူဝင်းလင်ကျွန်ုပ်တို့ကုန်းပေါ်ကိုတာပါဟုသူဟု Navatan Tukaya, 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 Hello, Tukaya, နောက်ဆုံးတွင်တစ်ဖက်ကသို့တပင်ကြီးစီတို့ရောက်သောအခါတစ်ဖက်ကရှိတပင်ကြီးဒီလုံးပဲလေကြီးမြင်လေမြင်ဒီများကလည်းထိပ်ပြားတွင်သာရှိထိုကြောင့်ဆင်ကြီးဒီအတီးကိုလမ်းစုရန်ပဲမမီဒီတပင်ကြီးကိုလဲရန်လဲမဖြစ်နိုင်တပင်